မြေမြေတာစင်မြေတာမဲနဲ့ပေးစက်ကလေးနောက်ဆုံးတော့ပလီသွားတော့ရုပ်တူလိုပဲငါမှအိမ်လူများတဲ့စိတ်ဒုက္ခတွေနဲ့ရှင်ကိုခွဲအသေးကိုစားနေနေကဲဘလူနေလည်းမေးငါစီရီပါတယ်ဆိုနေပြောရွှင်လို့တော့ဟုတ်တယ်ကနေရဲ့အမှန်တရားတစ်ဖြစ်ပြဲအဲ့အတိတ်မှာမင်းကိုငါကဆက်ဆက်ခါအောင်ရှိခဲ့ငါကိုလူလိုကောင်းချပြီးမှတရား baby ဒီထွတ်ငါအရှိကနေတော့ပြစဖို့ရတဲ့ရှိနေကြရှိခဲ့ပြီးမှတော့ထွက်တာကမေးပြလိုက်ပါတော့တဲ့ငါမဟုတ်တဲ့ရှားရောင်းနေ